ဒီစားနင်းကိုပေးမှရမှာ ဘာလို့လဲ ဘာလို့လဲဆိုတော့ငါချစ်တဲ့သူချစ်တယ်ဆိုတဲ့အကြောင်းခွင့်ပြုပေးဖို့အတွက်ခွင့်စား ဟာ ဟုတ်တယ်ငါနင်းကိုချစ်တယ်ရော ဟာ ပြီးတော့ငါချစ်နေရတယ်တော်တော်ကြာပြီလားခင်ချိုငါစာလေးကိုဖတ်ပြီနော်ပြီးငါ့ကိုအကြောင်းပြန်ပြီနော်ငါသွားတော့မယ်သင်ငါချစ်တဲ့လောက်မချစ်ရင်တော့မှဘာလို့လဲချစ်ပေးရနော် ယခုပြကနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်